ဘာရှမ်းပင်လယ်ကွေ့ဒေသကအီရန်ထင်းချုပ်ထားတဲ့ Hormuz ရေလက်ကြားကိုပြန်ဖွင့်မှုတွေအမေရိကန်နဲ့တူတခြားအင်အားကြီးနိုင်ငံတွေကလည်းစစ်သင်္ဘောတွေဆစ်လွတ်ပေးဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကမတ်လ14ရက်နေ့ကတောင်းဆိုခဲ့တဲ့ပေါ်သူ့ရဲ့မဟာမိတ်နိုင်ငံတွေကတော့ခုချိန်ထိပြက်ပြက်သားသားအပြေမပေးကြသေးပါဘူး။ဒီရေလက်ကြားမှာယင်းလိုရေနံနေသင်္ဘောတွေပြန်လည်သွားလာနိုင်မှုတွေတရုတ်ပြင်သစ်ဂျပန်တောင်ကိုရီးယားပြည်ထိုင်နဲ့တခြားနိုင်ငံတွေအနေနဲ့စစ်သင်္ဘောတွေဆစ်လွတ်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်းထရမ့်ကသူ့ရဲ့ Truth Social မှာဖော်ပြခဲ့တာဖြစ်ပါတယ်။မိကန်ဟာအီရန်ကိုစီရောစီပါရောတခြားကဏ္ဍပေါင်းစုံမှာပါအပြတ်သက်နိုင်ယူချေမှုန်းနိုင်ခဲ့ပေမဲ့Hormuz ရေလက်ကြားကနေရေနံတင်သွင်းနေကြတဲ့ကမ္ဘာနိုင်ငံတွေအနေနဲ့ဒီရေလမ်းကြောင်းဘေးကင်းရေးတွေကိုယ်တိုင်တာဝန်ယူကြဖို့နဲ့အမေရိကန်ဘက်ကလည်းအများကြီးကူညီပေးမှာဖြစ်တယ်လို့ထရမ့်ကရေးသားထားပါတယ်။ Hormuz ရေလက်ကြားပြန်ပွင့်ရေးကြိုးပမ်းချက်မှာနေတိုးမာမိတ်တွေကကူညီမပေးဘူးဆိုရင်အမေရိကန်နဲ့နေတိုးဖွဲ့တို့ရဲ့အနာဂတ်ဆက်ဆံရေးဟာလွန်ကိုစိုးဝါးလာနိုင်တယ်လို့ထရမ့်ကသတိပေးပြောဆိုထားပါတယ်။နောက်ပြီးတရုတ်တင်သွင်းနေတဲ့73စီ90ရာခိုင်နှုန်းဟာဒီရေလက်ကြားကနေပဲဖြတ်သန်းနေတာဖြစ်လို့တရုတ်အနေနဲ့အကူအညီပေးတဲ့နဲ့ထင်တယ်လို့လည်းထရမ့်ကပြောပါတယ်။ထရမ့်ရဲ့ခုလိုပြောဆိုလာတာနဲ့ပတ်သက်လို့အီရန်နိုင်ငံဝန်ကြီးအာဘက်စ်အာရချီကတော့အမေရိကန်ဟာHormuz ရေလမ်းကြောင်းဘေးကင်းမှုတရုတ်ကိုတောင်ကူညီတောင်းနေရပြီလို့သူ့ရဲ့ X လူမှုမီဒီယာမှာရေးသားခဲ့တယ်လို့အီရန်တော်လိုင်းဆောင်တဲ့ IRGC တမှုအဇစ်ရီဆာတန်စီရီကလည်းထရမ့်ရဲ့ခုလိုတခြားနိုင်ငံတွေပေါ်ကူညီတောင်းတာကိုလူမှုကွန်ရက်မှာလောင်ပြောင်လိုက်ပါတယ်။သူတို့အနေနဲ့ Hormuz ရေလက်ကြားကိုစီးရလုံးဝပိတ်ထားတာမျိုးမရှိသေးပဲထင်းချုပ်ထားရုံပဲရှိသေးတယ်လို့လည်း IRGC အကြီးအကဲကသူ့ရဲ့လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။ထရမ့်ရဲ့တိုက်တွန်းမှုနဲ့ပတ်သက်လို့ပြည်ထောင်ကာကွယ်ဝန်ကြီးဂျွန်ဟီလီကအဲ့ဒီဒေသမှာသင်္ဘောတွေဘေကင်းလုံခြုံမှုတွေမာမိတ်တွေမိဘတွေနဲ့နီလန်မျိုးစုံကိုဆွေးနွေးနေစေဖြစ်တယ်လို့ CNN သတင်းဌာနကိုပြောပါတယ်။ဝါရှင်တန်မှာရှိတဲ့တရုတ်တန်ယုံပြောရေးဆိုခွင့်ရှိသူကတော့အဲ့ဒီဒေသကိုရေတပ်အင်အားစုတွေစစ်လို့ဖို့စီစဉ်ရှိမရှိနဲ့ပတ်သက်ပြီးတိုက်ခိုက်မှုတွေကိုချက်ချင်းရပ်တန့်မှုတရုတ်နိုင်ငံကတောင်းဆိုထားတယ်လို့သာဆိုထားပြီးတော့စွမ်းအင်ထောက်ပံ့မှုတည်ငြိမ်မှုနဲ့ခက်ခဲမရှိတည်ယူပို့ဆောင်နိုင်မှုတွေသက်ဆိုင်သူအားလုံးမှာတာဝန်ရှိတယ်လို့ဆိုပါတယ်။မင်းသမ္မတမက်ခရွန်ကတော့ဒီရေလက်ကြားမှာလွတ်လပ်စွာဖျက်ဆီးနိုင်မှုရေတပ်မဟာမိတ်ဖွဲ့တာကိုပြည်သက်ကထောက်ခံတယ်လို့ပြီးခဲ့တဲ့သတင်းပတ်ကစစ်မှုထိပ်သီး9နိုင်ငံ G7 အစည်းအဝေးပြီးမှပြောခဲ့ပေမဲ့စစ်ပွဲတွေတည်ငြိမ်မှသာရေနံတင်သင်္ဘောတွေလိုက်ပါစောင့်ရှောက်ရေးမှာပြည်သက်ရေတပ်သင်္ဘောတွေကိုအသုံးပြုသွားဖို့ဆန္ဒရှိတယ်လို့ပြောပါတယ်။အီရန်နိုင်ငံဝန်ကြီးအာဘက်စ်အာရချီကပြည်သက်နိုင်ငံဝန်ကြီးဘာရိုးနဲ့ဖုန်းပြောဆိုရမှာစစ်ပွဲပုံမှုကျေပြန့်လာစေမဲ့ဘလို့လို့ရမျိုးကိုမဆိုရှောင်ကျဉ်မှုသတိပေးထားပါတယ်။တောင်ကိုရီးယားကတော့ထရမ့်ရဲ့ဆိုရှယ်မီဒီယာပေါ်ကပြောဆိုချက်တွေကိုစောင့်ကြည့်နေတယ်လို့ပဲဆိုထားပါတယ်။ဂျပန်အာဏာရပါတီရဲ့မူဝါဒရေးရာကြီးကတာကာယိုကီကိုဘာယာရှီကတော့သူတို့နိုင်ငံရဲ့လက်ရှိဥပဒေတွေအရဂျပန်ရေတပ်သင်္ဘောတွေကိုအဲ့ဒီဒေသစီလွှတ်ဖို့ဆိုတာလွန်ခက်ခဲတဲ့ကိစ္စဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။လက်ရှိချိန်အရHormuz ရေလက်ကြားမှာစစ်သင်္ဘောတွေဆေးလို့ဖို့ဆိုတာလွယ်လွန်းတကူဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်တဲ့တွေအမေရိကန်ရဲ့မာမိတ်နိုင်ငံတွေဖို့ကောင်းခဲစရာဖြစ်နေပါတယ်။ဘာရှမ်းပင်လယ်ကွေ့ကရေနံတွေတင်ပို့ဖို့အတွက်ရေးပါတဲ့ဒီ Hormuz ရေလမ်းကြောင်းကိုအီရန်ကပိတ်ဆို့ထားမှုဟာခုခါမှာကမ္ဘာလုံးဆိုင်ရာစီးပွားရေးရဲ့အဓိကချင်းချောက်မှုတစ်ခုဖြစ်လာသလိုအိန္ဒိယပင်လယ်ကွေ့နိုင်ငံတွေရဲ့စွမ်းအင်နဲ့ရေနံတင်သင်္ဘောတွေကိုအီရန်ကတိုက်ခိုက်နေတာကြောင့်ကမ္ဘာရေနံဈေးဟာစစ်ပွဲမဖြစ်ခင်ကထက်40%ထိမြင့်တက်လျက်ရှိနေပါတယ်ခင်ဗျာ။